အားလုံးပဲမင်္ဂလာပါ PKY Footy Forward Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့442 Game Sport နဲ့ Goal တို့လိုဘောလုံးသတင်းဌာနတွေကနေဘောလုံးကျွမ်းကျင်သူတွေရဲ့ပြောကြားချက်တွေချက်လက်တွေနဲ့စူဖလားတွေကိုအခြေခံပြီး2025ဘောလုံးတရောအတွက်အခိုင်အမာဆုံးလို့မှတ်ယူရမယ်အဆင့်သတ်မှတ်ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဘယ်သူကဥဆောင်နေလဲဘယ်သူမှအချက်လက်တွေနဲ့စူဖလားတွေအပြည့်စုံရှိနေလဲဒီနှစ်ဘောလုံးတရောအတွက်အလားအလာအကောင်းဆုံးထိပ်တန်း5ဦးကိုကြည့်လိုက်ကြရအောင်နံပါတ်5 Rafinha အဆင့်9နေရာမှာတော့ Rafinha ရှိနေပါတယ်ဒီရာဒီမှာဝေဖန်သူတွေအားလုံးကိုနှုတ်ဆက်သွားစေခဲ့တဲ့ဘရာဇီးနိုင်ငံသားတောင်ပန်ကစားသမားပါဘာစီလိုနာမှာနှစ်ပေါင်းများစွာအရေးထဲမှာနေခဲ့ရပေမဲ့ Hansi Flick လက်ထက်မှာတော့ Rafinha ဟာသူ့ရဲ့အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့ပါတယ်သူဟာပြိုင်ပွဲဆိုတွင်းကို22ကိုဖန်တီးမှု18ကြိမ်နဲ့စုစုပေါင်း6ပေါင်ရင်ပတ်သက်မှု40အထိရှိခဲ့ပါတယ်ဘာကသူ့ကိုဘောလုံးတရောအတွက်ပို့ပြီးထင်ရှားစေတယ်လဲဆိုတော့ချန်ပီယံလိရှုံးထွက်အဆင့်တွေမှာသူပြသခဲ့တဲ့စွမ်းဆောင်ရည်ပါပဲထူးသဖြင့်ကွာတာဖိုင်နယ်မှာမန်စီးတီးကိုအနိုင်ရစေခဲ့တဲ့ဂိုးပါပဲဒါအပြင်လာလီဂါနဲ့ကိုပါဒယ်ရစ်ဆူဖလားတွေနဲ့အတူသူ့ရဲ့ဒီယာဒီဟာအရင်ကကျွန်တော်တို့မြင်ခဲ့ရတဲ့သူ့ရဲ့စွမ်းစားတွေကိုပြေဝပြန်လဲမြင်တွေ့ခွင့်ရခဲ့ပါတယ် Planet Football နဲ့ Yahoo Sport လို website တွေကလည်းသူ့ကိုထိပ်ဦး9စီးရင်မှာထည့်သွင်းထားကြပါတယ်ဒါဟာလုံးဝမမှားပါဘူးနံပါတ်4မိုဟာမက်ဆာလက်စတုတ်ရနေရာမှာတော့မိုဟာမက်ဆာလက်ရှိနေပါတယ်အသက်32နှစ်အရွယ်မှာပဲဆာလက်ဟာအသက်အရွယ်နဲ့ကန့်သက်ချက်တွေကိုဖျက်ကျော်ပြီးစံချိန်အသက်တွေကိုဆက်လက်ချိုးပြနေသေးပါပဲဒီရာဒီမှာသူဟာပရီးမီးယားလိဂ်ကို22ကိုသွင်းယူပြီးဖန်တီးမှု24ချိန်ရှိခဲ့တဲ့အတွက်အင်္ဂလန်မှာဂိုးဖန်တီးမှုအများဆုံးသူဖြစ်လာခဲ့ပါတယ်လီဗာပူးအသင်းဟာပရီးမီးယားလိဂ်ချန်ပီယံဆုကိုပြန်လည်ရရှိခဲ့ပြီးဆာလက်ဟာလည်းအငင်းပါပွဲမရှိတော့ကစားသမားတို့တဝူးဖြစ်ရှိခဲ့ပါတယ်ချန်ပီယံလိမှာစောစောထွက်ခဲ့ရပေမဲ့သူ့ရဲ့တည်ငြိမ်မှုနဲ့ခေါင်းဆောင်မှုစံရည်တို့ကြောင့်ဘောလုံးတရောအတွက်စင်းတိုင်းမှာသူ့နာမည်ပါဝင်နေခဲ့ပါတယ်။ရွှေဖနက်စုကိုလည်းရရှိခဲ့ပြီးဒီကပြိုင်ပွဲတိုင်းမှာပါဝင်ကစားခဲ့တာအားနည်းချက်မရှိသလောက်ကိုကောင်းမွန်ကစားနိုင်ခဲ့ပါတယ်။ Gimme Sport နဲ့ဂိုးတို့ရဲ့ဆိုရဆိုရင်ဒီနှစ်အတွက်ဘောလုံးတရောပြိုင်ပွဲမှာပရီးမီးယားလိဂ်ကစားသမားတွေက rating အမြင့်ဆုံးဖြစ်ရပ်တည်နေသူတဦးလည်းဖြစ်ပါတယ်။နံပါတ်3 Vintinha တတိယနေရာမှာတော့ဒီစင်းရဲ့အန်အောစရာ Vintinha ရှိနေပါတယ်။ PSG အသင်းအတွက်လုံးဝမရှိမဖြစ်လိုအပ်သူအဆင့်ကိုရောက်ရှိလာတဲ့ပေါ်တူဂီလူမျိုးကွင်းလယ်ကစားသမားပါသူဟာကစားနှုန်းအတက်ကြပုံမူတည်ပြီးကွင်းလယ်ကိုထိန်းချုပ်က PSG ရဲ့တမိုင်းဝင်ဖလားသုံးလုံးဖြစ်တဲ့လီဂူဝမ်ကိုပါဒေဖရန့်စ်နဲ့ချန်ပီယံလိစတဲ့အောင်မြင်မှုတွေမှာအဓိကခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ဗင်တင်ညာဟာဒီရာဒီမှာတွင်းကို14ကိုဖန်တီးမှု18ကြိမ်နဲ့ကွင်းလယ်ကစားသမားတအိုးအတွက်မှန်ပွဲကောင်းလောက်တဲ့မှတ်တမ်းတွေကိုရေးသားခဲ့ပါတယ်မှတ်တမ်းတွေထပ်ပို့ပြီးအာရုံစိုက်စရာကောင်းတာကအရေးကြီးပြိုင်ပွဲတွေမှာသူပြခဲ့တဲ့တည်ငြိမ်မှုပါသူသဖြင့်ချန်ပီယံလိမှာပါ Planet Football ရဲ့ဘောလုံးဒီရောစီယာမှာခိတ်ဆုံး3ဦးစီးရင်ဝင်ဖြစ်ပြီးဒီရာဒီ PSG ရဲ့သူရဲကောင်းဖြစ်အများကအတိမတ်ပြုထားကြပါတယ်သူ့အတွက်တော့တကယ်ကိုထူးချွန်ခဲ့တဲ့ဇာတိတစ်ခုပါပဲနံပါတ်1လာမဲရမဲဒုတိယနေရာမှာတော့တကဘာလုံးကပြောဆိုနေတဲ့နာမည်လာမဲရမဲရှိနေပါတယ်အသက်18နှစ်သားရှိသေးပေမဲ့အတွေ့အကြုံမြင့်သူတဦးလို့ကစားနိုင်နေပါပြီရှာမဲဟာလာလီဂါယာတွေတစ်ခုထဲမှာပဲဂိုးဖန်တီးမှု20ရရှိခဲ့တဲ့သမိုင်းတစ်လျှောက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်ဒီမှတ်တမ်းမှာဂိုး22ဂိုးထပ်မံပြေးဆွဲနိုင်ခဲ့တာကြောင့်တက်အရွယ်ငယ်သေးတာတော့ဥရောပရဲ့အထီးရောက်ဆုံးတိုက်စစ်ကစားသမားတဦးဖြစ်ရပ်တည်နေပါတယ်ဘာစီလိုနာရဲ့လာလီဂါနဲ့ကိုပါတယ်ရီအောင်ပွဲတွေမှာအဓိကခန်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ချန်ပီယံလိဖိုင်နယ်မှာလည်းတွင်းကိုတကိုးနဲ့ဖန်တီးမှုတစ်ကြိမ်ထူးချွန်စွာကစားနိုင်ခဲ့ပါတယ်ရှာမဲကိုအခြားသူတွေနဲ့ခွာခြားစေခဲ့တဲ့အရာကသူ့ရဲ့ရင့်ကျက်မှုပါပဲသူဟာသူ့အသက်ထက်နှစ်ဆကြီးသူတဦးလို့ကစားပွဲကိုဖတ်နိုင်စွမ်းရှိပါတယ်442နဲ့တိုင်းရောအိန္ဒိယကကျွမ်းကျင်သူတွေဆိုရင်သူ့ကိုဒီနှစ်ဘောလုံးတရောစုပေးတင်တယ်လို့တော့ညင်းခုန်နေကြပါတယ်စုရသည်ဖြစ်စေမရသည်ဖြစ်စေရှာမဲရဲ့အနာဂတ်ကထုံးတောင်းနေပြီးသက်18နှစ်အရွယ်မှာပဲထိပ်တန်း2ဦးစီးရင်ဝင်ဖြစ်နေပါပြီနံပါတ်1အိုစမန်ဒမ်ဘီလီနံပါတ်1နေရာမှာတော့အိုစမန်ဒမ်ဘီလီပဲဖြစ်ပါတယ်ဒမ်ဘီလီမှာအစဉ်အမြဲပါရမီရှိခဲ့ပေမဲ့ဒီဟာဒီမှာတော့အားလုံးအဆင်ပြေခဲ့ပါတယ် PSG ရဲ့ဖလား3လုံးရယူနိုင်ရေးအောင်မြင်မှုစီကိုဦးဆောင်နိုင်ခဲ့သူပါတွင်းကို35ကိုဖန်တီးမှု15ကြိမ်ရရှိခဲ့ပြီးချန်ပီယံလိဖိုင်နယ်မှာဂိုးသွင်းယူက100တီလုံးရဲ့ UC အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခဲ့ရပါတယ်ဥရောပတခွင်ကနောက်တန်းတွေကိုသူ့ရဲ့အမြန်တော့ဘျူဟာနဲ့ဘောလုံးနည်းစနစ်တွေနဲ့ဒုက္ခပေးခဲ့ပါတယ်အရေးကြီးဆုံးကယာဒီတလျှောက်တန်းရကင်းပြီးပုံမှန်ကစားနိုင်ခဲ့တာပါဒါကအချိုးသက်ရောက်မှုအများကြီးဖြစ်ခဲ့ပါတယ် Gimme Sport
Yahoo Sport နဲ့ 442 အပါအဝင်ဘောလုံးကဲဖြတ်သူတွေရဲ့စင်အားလုံးဒီပါမှာသူဟာရှေ့ဆုံးကနေရာမှာရှိနေပါတယ်ဒီနှစ်ဘောလုံးဒီရောစုကိုသူယူနိုင်မယ်ဆိုရင်ဒါဟာသူ့ရဲ့ဒီယာဒီအတွက်အကောင်းဆုံးဆုလက်ဖြစ်မှာပါဒီတော့2025ခုနှစ်အတွက်ဘောလုံးဒီရောထိပ်တန်း5ဦးစင်းကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပြီဖြစ်ပါတယ်ရာဖင်ယာရဲ့ပြန်လည်ထူထောင်ရေးယာဒီမှာစီစာလက်ရဲ့ဆက်လက်ထွန်းဆောင်မှုဒန်ဘီလီရဲ့လွှမ်းမိုးနိုင်မှုအထိဒီနှစ်ပြိုင်ပွဲဟာလွန်ကိုရင်သက်ရှုမှုပဲကောင်းပြီးဘယ်သူမှမဆိုရသွားနိုင်တဲ့အခြေအနေပါပရိသတ်တွေအမြင်အရဘ누구ကိုပေးတဲ့နဲ့ဘ누구ရသွားနိုင်မလဲဆိုတာကိုကွန်မန့်မှာရေးသွားနိုင်ပါတယ်ကျွန်တော်တို့ channel လေးကိုလည်း like subscribe လေးလုပ်ခဲ့ပေးဖို့တိုက်တွန်းချင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ